English ကပြောတဲ့နေရာမှာစာအုပ်ကြီးတိုင်းမဟုတ်ဘဲနဲ့ native speaker တွေလို့သဘာဝကျကျပြောနိုင်ဖို့အတွက်ဒီလို speaking pattern တွေကိုလေ့လာထားဖို့လိုပါတယ်အဲ့တော့နေ့စဉ်ဘဝမှာဒီလို speaking pattern တွေကိုများများလေ့ကျင့်ခြင်းအဖြစ်ကိုယ့်ရဲ့ English level ကိုတစ်ဆင့်မြင့်တင်နိုင်ပါတယ်အဲ့တော့ပထမဆုံး pattern လေးက as far as ငါအမြင်ရတော့ငါတိတလောက်တော့ငါမှတ်မိတလောက်တော့လို့ပြောချင်တဲ့အခါမှာဒီ pattern ကိုသုံးပါတယ်ဥပမာ as far as I know she's not married yet as far as I know she's not married yet ငါတိတလောက်တော့သူလက်မထပ်သေးပါဘူးနောက်ဥပမာအနေနဲ့ as far as I'm concerned health is more important than money as far as I'm concerned health is more important than money ငါအမြင်ရတော့ကျန်းမာရေးအောင်ဝတ်ထပ်ပို့ပြီးတော့အရေးကြီးတယ်โอเคပါနံပါတ်1 pattern လေးအနေနဲ့ကတော့ I wish I could I wish I could တခုခုကိုလုံနိုင်ရင်ကောင်းမှာပဲလို့စိတ်ကူးရင်ပြောဆိုတဲ့အခါမျိုးမှာဒီ pattern ကိုသုံးပါတယ်ဥပမာ I wish I could speak English fluently I wish I could speak English fluently ငါအင်္ဂလိပ်စာတူတလက်လက်ပြောနိုင်ရင်ကောင်းမှာပဲအဲ့တော့စိတ်ကူးရင်ပြောတဲ့အခါမျိုးမှာသုံးပါတယ်နောက်ဥပမာအနေနဲ့ I wish I could travel around the world I wish I could travel around the world ကမ္ဘာပတ်နိုင်ရင်ကောင်းမှာပဲဒါကလက်တွေ့ဘဝမှာမဖြစ်နိုင်ဘူးဖြစ်နိုင်ရင်ကောင်းမှာပဲလို့စိတ်ကူးရင်ဆန်ဆန်ပြောချင်တဲ့အခါမှာဒီ pattern ကိုသုံးပါတယ်တတိယ pattern အနေနဲ့ကတော့ one is comes to တခုခုနဲ့ပတ်သက်လာရင်လို့ပြောဆိုချင်တဲ့အခါမှာဒီ pattern လေးကိုသုံးပါတယ် for example when it comes to cooking Jason is part when it comes to cooking Jason is part အချက်ပြုတ်နဲ့ပတ်သက်လာရင်သူကအရန်ကျွမ်းကျင်တယ်နောက်ဥပမာအနေနဲ့ when it comes to his parents he is very sensitive when it comes to his parents he is very sensitive သူကသူမိဘတွေနဲ့ပတ်သက်လာရင်ဆက်ဆက်ထိမခံရန်သုံးလို့ကောင်းတဲ့ pattern လေးဖြစ်ပါတယ်နံပါတ်4 pattern တစ်ခုအနေနဲ့ I'm looking forward to +5 or now တခုခုကိုမျှော်လင့်ဆောင်စားနေရဲဆိုတဲ့အဓိပ္ပာယ်နဲ့သုံးချင်တဲ့အခါမှာဒီ pattern လေးကိုသုံးပါတယ်ဥပမာ I'm looking forward to seeing you in the next video I'm looking forward to seeing you in the next video ငါမင်းတို့ကိုနောက်ဗီဒီယိုမှာပြန်တွေ့ရဖို့မျှော်လင့်ဆောင်စားနေပါတယ်နောက်ဥပမာအနေနဲ့ I'm looking forward to hearing the good news from you I'm looking forward to hearing the good news from you ငါမင်းစီကသတင်းကောင်းလေးကြားရဖို့မျှော်လင့်ဆောင်စားနေပါတယ်โอเคပါနောက်ဆုံး pattern လေးကတော့ I can hardly believe that တခုခုနဲ့ပတ်သက်ပြီးယုံတော့မယုံနိုင်ဘူးလို့ surprise ဖြစ်သွားတဲ့အခါမျိုးမှာဒီ pattern ကိုသုံးပါတယ် I can hardly believe that ဥပမာ I can hardly believe that he passed the exam with flying colors I can hardly believe that he passed the exam with flying colors သူဆောင်ပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်သွားတယ်ဆိုတာယုံတော့မယုံနိုင်ဘူးနောက်ဆုံးဥပမာအနေနဲ့ I can hardly believe that she passed away last night we talked to each other yesterday morning I can hardly believe that she passed away last night we talked to each other yesterday morning ငါသူမနေ့ညကဆုံးသွားတယ်ဆိုတာယုံတော့မယုံနိုင်ဘူးတို့တွေမနေ့ကမနေ့ကတော့မှစကားပြောခဲ့ကြသေးတယ်โอเคပါဒီလောက်ဆိုရင်အခုဒီ pattern တွေနဲ့ပတ်သက်ပြီးတော့အများကြီးနားလည်တော့လောက်ပြီးတော့ကြည့်ပါတယ်ဒီ pattern လေးတွေကိုအသုံးပြုပြီးတော့ comment box မှာလေ့ကျင့်ခဲ့နိုင်ပါတယ်